ဟုတ်ကဲ့အဲ့တော့ဒီနေ့ကကြတော့ပြီးနဲ့တရနဲ့မောင်းဆက်ပုံတွေကိုကျွန်တော်အသေးစိတ်ပြပြပေးပါမယ်အဲ့တော့ရှေ့သင်္ကန်းသမားတို့ကကျွန်တော်ပြီးစကူလုံးအကြောင်းနဲ့တရ20လုံးအကြောင်းကိုလေ့လာခဲ့ပြီးပြီပေါ့နော်အဲ့ဒီပြီးစကူလုံးနဲ့တရ20လုံးကိုပိုင်နိုင်ရမှာအခုဒီသင်္ကန်းစာကိုလေ့လာကပို့ပြီးတော့ကောင်းပါလိမ့်မယ်ပို့ပြီးအဆင်ပြေပါလိမ့်မယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ရှေ့ကပြီးစကူလုံးနဲ့တရ20လုံးကိုတည်တည်ချာချာကြက်မှတ်ပြီးမှဒီသင်ခန်းစာကိုလာပြီးလေ့လာပါလို့ကျွန်တော်ကြံပြုချင်ပါတယ်အဲ့ဒါဆိုရင်တို့ကျွန်တော်တို့အရှိကသင်ခန်းစာမှာသင်ခဲ့တဲ့ကြီးစကူလုံးနဲ့တရ20လုံးကိုပြန်ပြီးတော့ကြည့်ရအောင်နော်ဟုတ်ကဲ့အဲ့တော့ဒီမှာဒါကတော့မွေးရင်ကြီး14လုံးပေါ့နော်မွေးရင်ကြီး14လုံးကိုတစ်ချက်ကြည့်ရအောင်ဒီမှာခနာဒါရာမပါစာအာချာချာခါထာဖာဟဆိုပြီးတော့မွေးပြီးက14လုံးဒီမှာတော့ပေါင်းဆက်ပြီးရတော့5လုံးပေါ့နော်ကာတာပါစာကြဆိုပြီးတော့ပေါင်းဆက်ပြီးက5လုံးအဲ့တော့စုစုပေါင်းပြီး19လုံးရှိပါတယ်ပေါ့နောက်တစ်ခုကကြတော့တရကတော့စုစုပေါင်း20လုံးရှိတယ်ဒီဘောကမွေးရင်တရအောက်ကပေါင်းဆက်တရအဲ့တော့မွေးရင်တရ10လုံးရှိတယ်ပေါ့နော်အဲ့ဒါကိုရင်ကြည့်ရအောင်အာယာအောယောဦးယိုဦးယူအေပေါင်းဆက်တရ17လုံးကကြတော့အဲရဲအဲဝါဝဲဝဟိုဝဲဝီပီဆိုပြီးတော့ပေါင်းဆက်တရ17လုံးပေါ့ဟုတ်ပြီအဲ့တော့ဒါလေးကြည့်ပြီးသွားပြီဆိုတော့အခုဒီပေါင်းဆက်ပုံလေးတွေကိုတစ်ချက်ကြည့်ရအောင်နော်အဲ့ဒါကတော့တရပေါ့နော်မွေးရင်တရ10လုံးအာယာအောယောအိုယိုဦးယူအေဒီဘက်ကတော့မွေးရင်ကြီး14လုံးပေါ့နော်မွေးပြီး14လုံးခါနာဒါရမဘာစာအာချာချာခါထာဖာဟဒီမှာအဲ့တော့အခုဒီမှာစတားပြထားတာလေးတွေရှိတယ်ပေါ့နော်အဲ့စတားပြထားတာလေးတွေကဒီစတားပြထားတာလေးတွေကယာတရနဲ့တွေ့တဲ့အခါမှာယာတရနဲ့တွေ့တဲ့အခါမှာအတန်နေပြောင်းပေးရမယ်အဲ့တော့အတန်နေပြောင်းပေးရမယ်နာရေရာနာရေမရေဘာရေစရေဖရေဟာယာယောယူယူလို့ခေါ်တယ်ယာယောယူယူပေါ့နော်ယာတရတွေနဲ့တွေ့တဲ့အခါမှာအတန်ကပြောင်းပေးရတယ်အကျန်တဲ့ဖြီးတွေကတော့ပြောင်းစရာမလိုဘူးပေါ့နော်ဟိုရပထမဆုံးခါကိုကြည့်အောင်ခါကဒီမှာခရေဒီမှာအာဒရရေပေါင်းမယ်ခရေအာဒရရေပေါင်းမယ်ဆိုတော့ဒီမှာခအဲ့ဒီမှာအာဒရကကြတော့အရှိသင်္ကန်းစာမှာသင်ခဲ့တယ်ဒေါင်းလိုက်ရေးထားတာဖြစ်တဲ့အတွက်ဒီဒေါင်းလိုက်ရေးထားတဲ့တရတွေကိုဖြီးရဲ့နောက်မှာရေးမယ်အလျားလိုက်ရေးထားတဲ့တရတွေကိုတော့ဖြီးရဲ့အောက်မှာရေးပြရမယ်လို့ရှိမှလေ့လာခဲ့တယ်ပေါ့နော်ဟုတ်ပြီအဲ့ဒါဆိုရင်ကြည့်ကြအောင်ခရေအာဒရရေဆိုတော့ဒီနောက်ကနေကက်ရေးမယ်ပေါ့နော်ဒေါင်းလိုက်ဆိုတော့နောက်ကကက်ရေးရမယ်နောက်ရှေ့ကနောက်ကအာဒရကရေးချနေအတူတူပဲလို့ပြောခဲ့တယ်ပေါ့နော်အဲ့တော့ဒီနေရာမှာအခါလေးကိုအစားထိုးပြီးတော့အတန်ထွက်ပြရမယ်ဟုတ်ပြီနော်အဲ့လိုလေးပေါ့အဲ့တော့ခရဲ့အာရဲ့ပေါင်းလိုက်ရင်ခရဲ့ရေးချရဲ့ဆိုတော့အတန်တော့ကခါလို့အတန်ထွက်ပြီဟုတ်ပြီနော်အဲ့ဒီအားဆိုရင်နောက်တစ်ခုကြည့်အောင်နောက်တစ်ခုကခရဲ့ယာတရအဲ့တော့ယာတရကကြတော့သူကနောက်ကိုဒီလိုမျိုးဝင်ပြီးတော့ရေးစရာမလိုဘူးရှေ့ကခါနောက်ကယာပဲပေါ့နော်အဲ့တော့ဘယ်လိုထွက်မလို့ဆိုတော့ဂယာလို့ပဲအတန်ထွက်မယ်ပေါ့အဲ့တော့ဂယာနောက်တစ်ခုကြည့်မယ်နော်နောက်တစ်ခုကတော့ဖြီးခါဖြီးပဲတရကဩဒရဒီမှာဩဒရပေါ့နော်ဩဒရဆိုတော့ဒေါင်းလိုက်ရေးထားတာဆိုတော့ပြီးရင်တော့မှကက်ရေးမယ်အဲ့တော့ဒီခါပဲတရကကြတော့သူ့ထိုးရေးချဩဒရပေါ့နော်ဩဒရဆိုဒီနှစ်ခုပေါင်းလိုက်ဒီခါကိုဒီမှာဒီညာလေးမှာစားထိုးလိုက်တော့
ခေါ်လို့အတန်ထွက်တယ်ပေါ့နောက်တစ်ခုကကျယောဒရာကျတော့ခုနလိုပဲခါနဲ့ယောလေးနဲ့ကပ်ပြီးတော့အတန်ထွက်လိုက်အောင်ပဲပေါ့နော်ခေယောပေါ့အဲ့တော့ခါခေယာခေါ်ခေယောနောက်တစ်ခုဥဒရာကတော့ဒီမှာကြည့်လိုက်အလျားလိုက်ရေးထားတာဖြစ်တဲ့အတွက်ကြောင့် B ရဲ့အောက်မှာရေးပေးရမယ်အဲ့တော့ခါနဲ့ဥဒရာဆိုတော့ဥဒရာကအောက်ကနေလုံးရေးပေးရမယ်နော်အဲ့တော့ခါရဲ့ဥဒရာကကြတော့လုံးကြီးတင်တစ်ချောင်းငယ်နဲ့အတူတူပဲလို့သင်ခဲ့တယ်ပေါ့နော်အဲ့တော့ဒီညာလေးမှာခါလေးအစားထိုးပြီးတော့ဒီခါလေးအစားထိုးပြီးတော့ထွက်ပေးရမယ်ပေါ့နော်အတန်ထွက်ပေးရမယ်အဲ့တော့ကိုလို့အတန်ထွက်မယ်ပေါ့နော်အဲ့တော့ခါကရာခေါ်ခေကိုဆိုရင်တော့ယူဒရာနဲ့ပေါင်းမယ်ခါကိုယူနဲ့ပေါင်းရင်ကဲရေးမယ်ခေဟိုနောက်တစ်ခုဥဒရာနဲ့ခါနဲ့ပေါင်းမယ်ခုနလိုပဲပေါ့နော်ခါကိုဥဒရာနဲ့ပေါင်းပါဆိုတော့အလျားလိုက်တရာဖြစ်တဲ့အတွက်ကြောင့်မလို့ရေးရအောင်ပါရေးမယ်အဲ့တော့ခါပဲပေါ့နော်ဥဒရာကနှစ်ချောင်းငယ်နဲ့အတူတူပဲလို့ရှင်းမှာချက်ခဲ့တယ်အဲ့တော့ခါရဲ့ဥရဲ့ဆိုတော့ဒီညမှာခါလေးထည့်လိုက်မယ်ဂူခါဥဂူပေါ့နော်ခါဥဂူယူနဲ့ကြတော့ဒီတိုင်းပေါင်းရေးလိုက်အောင်မယ်ခါယူဂူအဲ့တော့နောက်ဆုံးတစ်ခုကကြတော့ဥဒရာနဲ့ဤဒရာပေါ့ဒါရဒရာမဟုတ်တဲ့အတွက်ကြောင့်မလို့ခုနလိုပဲအစားထိုးပြီးတော့ဒီမှာထွက်ပြရမယ်ဒီဥဒရာကိုတစ်ချောင်းငင်လို့တင်ခဲ့တယ်ဟုတ်ပြီနော်အဲ့တော့ခါထည့်မယ်ခါရဲ့ဥဒရာရဲ့ဆိုတော့ခုနော်အဲ့ရေးတဲ့အခါမှာသူကလည်းပဲဒီမှာလဲရလိုက်ဖြစ်တဲ့အတွက်ကြောင့်မလို့ရေးရဲ့အောက်မှာကဲရေးပါမယ်ခါခုနောက်ဆုံးဒီတစ်ခုကကြတော့ခါကိုဤဒရာနဲ့ပေါင်းမယ်ခါကိုဤဒရာနဲ့ပေါင်းခါဤခါရဲ့ဤရဲ့ပေါ့ဤကကြတော့နောက်မှာရေးရမယ်ဘာလို့လဲဒေါင်းလိုက်ဖြစ်နေလို့ခါရဲ့ဤရဲ့ဆိုတော့ခါရဲ့ဤဒရာကလုံးကြီးတင်ဆန်ခတ်နဲ့အတူတူပဲလို့ပြောခဲ့တယ်ပေါ့နော်အဲ့တော့ခါကိုဒီညမှာအစားထုတ်ပြီးတော့အတန်ထွက်မယ်ခါရဲ့လုံးကြီးတင်ဆန်ခတ်ရဲ့ဆိုတော့ဂီပေါ့နော်ဒါကပေါ့နောက်တစ်ခုကကြတော့နာကတော့ဒီမှာစတားပြထားတယ်စတားပြထားရင်ယာရောယူဆိုတဲ့တရတွေနဲ့တွဲတဲ့အခါမှာတော့အတန်ပြောင်းပေးရမယ်ပေါ့နော်အဲ့တော့နာကနေမှာအတန်ပြောင်းပေးရမယ်ဒီမှာဗာပြောင်းထားလဲဆိုတော့ဒီမှာညအတန်ပြောင်းထားတယ်အာယာရောယူနဲ့တွေ့တဲ့အခါမှာညအတန်ကိုပြောင်းပေးရမယ်ပေါ့နော်ဟုတ်ပြီအဲ့ဆိုကြည့်ရအောင်ခုနလိုပဲဒီမှာဒီခါနေရာမှာနာလေးထည့်မယ်ပေါ့နော်နာရဲ့အာရဲ့ဆိုတော့ဒီနေရာမှာနာထည့်မယ်နာရဲ့အာရေးချဆိုတော့နာအာနာနောက်တစ်ခုအပေါ်မှာတော့ခါရာကိုဂရာလို့ထွက်ခဲ့တယ်ပေါ့နော်အခုဒီမှာတော့နာရာကိုနေရာလို့ထွက်လို့မရာဘူးဒီမှာစတားပြထားတယ်နော်ရသတိုင်းနဲ့တွေ့တဲ့အခါမှာအတန်ပြောင်းပေးရမယ်အဲ့တော့နာနေရာလို့မထွက်ရပါဘူးနာကိုညတန်ပြောင်းပြီးထွက်ရမယ်ညာလို့ထွက်ပါအဲ့တော့နာညာနောက်တစ်ခုကတော့ဩဒရာနဲ့တွေ့ရမယ်နာရဲ့ဩဒရာရဲ့ခုနလိုပဲနော်နာဩဒရာအဲ့တော့နာရဲ့အပေါင်းအဲ့ဒါတော့သွေးထိုးကြီးချနဲ့တွေ့ရမှာပေါ့နော်အဲ့ဒီ dash နေရာလေးမှာနားထည့်လိုက်မယ်လေအဲ့တော့နောပေါ့နာညာနောဒီမှာနာတော့ညာလို့ထွက်ခဲ့တယ်ဆိုတော့ဒီမှာနောဆိုတော့ညောလို့ထွက်ပြီးပြီပေါ့နော်နာညာနောညောနောက်တစ်ခုနာရဲ့ဥဒရာရဲ့ဆိုတော့ဥဒရာကလုံးကြီးတင်တစ်ချောင်းပဲလုံးကြီးတင်တစ်ချောင်းပဲနာတော့နာပဲဆိုတော့ဒီညမှာနာလေးစားထုတ်မယ်နိုလို့အတန်ထွက်ပြီပဲနော်နိုနာညာနောညောနိုနာဆိုရင်ဒီမှာညာပါနော်နောဆိုတော့ညောအဲ့တော့နိုဆိုတော့ညိုလို့ထွက်ပြီနော်နာညာနောညောနိုညိုနာရဲ့ဥဒရာကဘာလဲနှစ်ချောင်းလေဥဒရာကနှစ်ချောင်းလေနာတော့နာပဲအဲ့တော့နာရဲ့ဥရဲ့ဆိုတော့နူလို့အတန်ထွက်ပြီမယ်အဲ့တော့အခုဒီကိုရီးယားစာအုပ်ဖတ်တဲ့အခါမှာလည်းအခုမှအခြေခံအဆင့်ဆိုတော့အဲ့လိုမျိုးလေးစလုံးလေးပေါင်းပြီးမှဖတ်ပြီးပါနောက်တစ်ချိန်ကျွမ်းသွားတဲ့အခါမှာဒါမျိုးစလုံးပေါင်းမင်းနဲ့ကြည့်ပြီးတော့လက်တန်းတို့ဖတ်နိုင်သွားပါလိမ့်မယ်အခုလောလောဆယ်တော့အိုက်တိုင်းလေးပဲကျင့်ပြီးပါပြီနော်အဲ့တော့နားရဲ့ဦးရဲ့ဆိုတော့နူပေါ့အဲ့တော့နူတော့ကညူဆိုတော့နူဆိုတော့ညူပေါ့နော်နားယူနေယူလို့မထွက်ဘူးနော်ညူဟုတ်ပြီနောက်ဆုံးနှစ်ခုကဒီမှာဥဒရာနဲ့ဤဒရာအဲ့တော့ဥဒရာကတော့တစ်ချောင်းငယ်ဟောနော်ဥဒရာတစ်ချောင်းငယ်နဲ့တူတူပဲလို့သင်ခဲ့ရတယ်အဲ့တော့နားထည့်လိုက်မယ်နု
ဣတရာကတော့လုံးကြီးနဲ့ဆန်ခတ်လို့တင်ထားတယ်အဲ့တော့ဓာတ်စညာမှာဗာလေးထည့်မယ်နာလေးထည့်မယ်နီနာညာနောညောနိုညိုနုညုနနီနောက်တစ်ခုဓာပြီးကတော့စတားပြမှာထားတဲ့အတွက်ကြောင့်မလို့အတန်ပြောင်းဖို့မလိုဘူးအပေါ်မှာခါကိုအာရအော်ယောအိုယိုအိုအီနဲ့ပေါင်းခဲ့သလိုပဲနော်ရိုးလေးပဲပေါင်းမယ်ပေါ့နော်အတန်ပြောင်းဖို့မလိုဘူးဟုတ်ပြီဒါဆိုရင်အမြန်လေးသွားလိုက်အောင်နော်ဘယ်လိုရမ်းရှည်သွားလိမ့်မယ်အခုနအပေါ်မှာနမူနာပေါင်းပြီးခဲ့သလိုပဲဒီလိုလေးပေါင်းပြီးပါဒီမှာတော့အမြန်နဲ့သွားလိုက်အောင်နော်ဓာကအာဒရနဲ့တွေ့မယ်အဲ့တော့အာဒရကရေးချဆိုတော့ရှေ့ကဓာနဲ့ဆိုတော့ဓာပေါ့နော်ဓာဆိုတော့ဓာကဒီမှာယာဒရနဲ့တွေ့တဲ့အခါမှာတော့နှစ်ခုကဲရေးမယ်တရားပေါ့နော်ဓာယာဆိုတော့တရားဒီမှာဓာရဲ့ဒီမှာဩဒရကသွေးထိုးရေးချဓာကတော့ဓာပဲဆိုတော့ဒီဓာရေးချဒေါ်ပေါ့ဓာတရားဒေါ်ပေါ့နော်ဒီမှာဓာရဲ့ယောဒရရဲ့ဆိုတော့နှစ်ခုကဲရေးမယ်ဓာယောဆိုတော့ဒီယောပေါ့နော်ဓာတရားဒေါ်ဒီယောနောက်တစ်ခုကဓာကိုဩဒရနဲ့ပေါင်းမယ်ဩဒရကလုံးကြီးနဲ့တစ်ချောင်းငယ်ဆိုတော့ဒီမှာဓာလေးထိုးလိုက်မယ်ဓာအိုဒိုလို့အတန်ထွက်မိမယ်ဒီမှာဓာယူနဲ့ဆိုတော့ကဲရေးမယ်ဒီယိုဓာကဥဒရနဲ့တွေ့တယ်ဥဒရကနှစ်ချောင်းငယ်နဲ့တူပဲဆိုတော့ဓာထည့်လိုက်မယ်ဒူဓာရဲ့ယူရဲ့ဆိုတော့နှစ်ခုကဲရေးမယ်ဒီယိုဒါကဥဒရကတော့တစ်ချောင်းငယ်လို့နော်လွယ်လွယ်မှတ်လို့ရအောင်ပေးထားတယ်ဆိုတော့ဓာရဲ့ဥဒရရဲ့ဆိုတော့ဒနောက်တစ်ခုကကျတော့ဣဒရနဲ့တွေ့မယ်လုံးကြီးတင်ဆန်ခတ်ဆိုတော့ဒီဓာတရားဒေါ်ဒယောဒိုဒီယိုဒူဒီနောက်တစ်ခုကကျတော့ရတော့မဟုတ်လာလျာလောလျောလိုလျောအဲ့လိုထွက်နေရတယ်ရာလျာရောလျောအဲ့လိုထွက်နေဆိုလည်းရတယ်ဗောနော်သူအတန်သွားတာဆိုတော့လေလောလောဆယ်တော့ဒီမှာတော့ရနဲ့ပဲထွက်ပေးလိုက်တော့မယ်နော်ရာကအာဒရနဲ့တွေ့တဲ့အခါမှာအာဒရကရေးချနဲ့တူပဲဆိုတော့ရာလို့ထွက်လို့မရအောင်နော်ရာဘာလို့ဆိုတော့ရာဆိုတော့ရာပေါ့ဟုတ်ပြီနော်ဒါကိုရလို့မထွက်ရဘူးလို့ရှေ့မှာပြောထားတယ်နော်အဲ့တော့ဒီမှာရာရဲ့အာရဲ့ဆိုတော့ရာရဲ့ယာရဲ့ဆိုတော့ရယာရာကဩဒရနဲ့တွေ့တဲ့အခါမှာသွေးထိုးရေးချဆိုတော့ရာထဲတော့ရာကယောနဲ့တွေ့တော့ရယောပေါ့နော်ရာကဩဒရနဲ့တွေ့တော့လုံးကြီးတစ်ချောင်းငယ်ဆိုတော့ရာကယူနဲ့တွေ့မယ်ရယိုရာကဥနဲ့တွေ့မယ်ရူရာကယူနဲ့တွေ့မယ်ဆိုတော့ရယူရာကဩဒရနဲ့တွေ့မယ်တစ်ချောင်းငယ်နဲ့တွေ့မယ်ရူဣဒရနဲ့တွေ့မယ်လုံးနဲ့ဆန်ကဆိုတော့ရီရာရယာရောရယောရူရယိုရူရယူရရီဒီတစ်ခါတော့မပေါ့နော်ဒီတစ်ခါမအဲ့တော့မကကြလဲဒီမှာစတားလေးပြထားပြီဆိုတော့တေချာပါဘာလို့ရတော့မလဲပြောင်းရတော့မယ်ဟုတ်တယ်ပြောင်းရတော့မယ်ဘယ်အိမ်မှာပြောင်းရမလဲယာယောယူဆိုတဲ့တရားအိမ်မှာပြောင်းရတော့မယ်ဟုတ်ပြီနာတော့ကတော့ညကိုနော်လုံးဝကိုပြောင်းလဲသွားတယ်နာနဲ့ညကိုလုံးဝပြောင်းလဲသွားပြီမယ်လို့မတော့လုံးဝပြောင်းလဲချင်မလို့ဘူးရရဲ့ကလေးထည့်ပေးလိုက်ရမယ်နော်ရရင်နော်ဘာပဲဖြစ်ဖြစ်အဲ့တော့ရရဲ့ကလေးထည့်ပေးပြီးတော့ပြောင်းပေးရမယ်ဥပမာမဆိုရင်ညကိုပြောင်းလိုက်တာမျိုးနော်ဟုတ်ပြီအဲ့တော့ဒီနေရာမှာရရဲ့ကလေးထည့်ပြီးတော့အတန်လေးဒီမှာပြောင်းပေးရမယ်အဲ့ဆိုကြည့်ကြအောင်နော်မကအာသရနဲ့တွေ့တဲ့အခါမှာမအာဆိုတော့မရေးချမယာမယာလို့ထွက်လို့မရဘူးရရဲ့တန်ပြောင်းရမယ်ညာညာနော်နောက်တစ်ခုကမကဩဒရနဲ့တွေ့မယ်ဆိုရင်မကမပဲဩဒရကသွေးထိုးရေးချအဲ့တော့မောမအာမယာညာမဩမောမယောဆိုတော့မျောပေါ့နော်မဦးဆိုလုံးနဲ့ချောင်းနဲ့တူတူပဲအဲ့တော့မထည့်လိုက်မယ်မိုဆိုရင်မျိုးမယိုမျိုးမညာမောမျောမျိုးမကဥဒရနဲ့တွေ့မယ်မူနော်အဲ့ချောင်းငယ်ဆိုတော့မူပေါ့နော်မကယူဒရနဲ့တွေ့ရင်မယူမြူမကဥဒရနဲ့တွေ့မယ်မေမကဣဒရနဲ့တွေ့ခါမှာလုံးနဲ့ဆန်ခတ်မီမာညာမောမျောမူမြူနီနောက်တစ်ခုကဘာကတော့မနဲ့တူတယ်ပေါ့နော်သူကဒီယာရောယိုတွေမှာပြောင်းရမယ်ပြောင်းတဲ့ခါမှာရရက်တန်ထည့်ပြီးတော့ပြောင်းပေးရမယ်အဲတော့မနဲ့ဘာနဲ့ဟာစင်တူလေးပြောလို့ရတယ်ပေါ့နော်ကြည့်ကြည့်အောင်ဘာရဲ့အာရဲ့ဆိုတော့ဘာလဲချက်ရေးချ
ဘာတချို့ကတော့ဒီမှာဘာကောင်းလို့တင်တယ်ပေါ့နော်ပြဿနာမရှိဘူးဘာအတန်ထွက်ဖို့ပဲလိုတယ်ပေါ့နော်ဘာကောင်းနဲ့ပဲပြောဘာလက်ချက်နဲ့ပဲပြောဟုတ်ပြီအဲ့တော့ဘာယာဗျာဘာအိုဘောဘာယောဗျောဘာဦးဘူဘာယူဖြူဘာဦးဘူဘာယူဖြူဘာဘူဘာအီဘီနောက်တစ်ခုအဲ့တော့ဘာဗျာဘောဖြိုဘူဖြူဘူဖြူဘီနောက်တစ်ခုကကျတော့စကလည်းပဲဒီမှာစနာပြထားရဲဆိုတော့သူ့ကိုအနံပြောင်းပေးဖို့တေချာသွားပြီပေါ့နော်ဒါကကျတော့သူဘာနဲ့သွားတူလဲဆိုတော့ခုနဆောင်းနာပြောင်းခဲ့တယ်နားနဲ့သွားတူတယ်နားကတော့ညကိုလုံးဝပြောင်းသွားတယ်ပေါ့နော်အခုဒီမှာလည်းအဲ့တိုင်းပဲစကနဲ့ရာကောဟာတိုရှကိုလုံးဝပြောင်းပေးရတယ်ဟုတ်ပြီနော်ရာရောယိုယူနဲ့တွေ့တဲ့ခါမှာရာကောဟာတိုရှတန်ပြောင်းပေးစကနဲ့ရှတန်ကိုလုံးဝပြောင်းပေးရတယ်ပေါ့နော်ဒါဆိုကြည့်ရအောင်စရာဆရာလို့ထွက်လို့မရဘူးရှာဆိုနော်ဘယ်နော်အော်ကကြတော့သွေးထိုးရေးချဆိုတော့စောဘယ်နော်ရောဒရာဆိုရင်ရှော့လို့တတ်တယ်မယ်စရောလို့ထွက်လို့မရအောင်နော်ရှော့စာရှာစောရှော့စာအိုဆိုစာယိုရှိုဆိုရှိုစာအိုနှစ်ချောင်းနဲ့စူစာယူရှူစူရှူစာစအဲ့တော့ဒီနေရာမှာတော့စာအီစီလို့ထွက်ရမယ်စာတို့ဒီမှာစတားထပ်ပြထားတယ်။ဘာကြောင့်လဲဆိုတော့ဒီအတန်ဖြစ်ပေမဲ့လို့သူကအတန်ပြောင်းပြရမှာဖြစ်တယ်ဒီမှာစတားတစ်ခုပြထားတယ်။စီလုံးထွက်ပါဘူး။ရှီလို့ထွက်ပေးပါ။စာရှာစောရှောဆိုရှိုဆူရှူဆူရှီလို့ထွက်ပေးမယ်နော်။နောက်တစ်ခုကကျတော့သူကတော့လုံးဝချွင်းချက်ပေါ့နော်။ဘာကိုချွင်းချက်လဲဆိုတော့ဒီဘာသာနဲ့အတူတူပဲလို့ပြောရလဲဆိုတော့တရအတန်နေနဲ့ဒီတရအတန်နေနဲ့အတူတူပဲအဲ့တော့ဒီဒီဘယ်တရနဲ့ပဲတွေ့တရအတန်ပဲထွက်ပေးရမယ်အဲ့တော့ဒီတရဒီအာယာအော်ယောအိုယိုဥယိုအီဆိုတဲ့တရပေါ့နော်အဲ့တရတွေနဲ့တွေ့တဲ့အခါမှာအဲ့တရအတန်မပြောင်းလဲပဲနဲ့အဲ့အတန်ပဲထွက်သွားရတယ်ဒီအာနဲ့တွေ့တဲ့အခါမှာတရအတန်အာပဲထွက်ပေးရတယ်ဒီယာနဲ့တွေ့တဲ့အခါမှာလည်းယာလို့ပဲထွက်ပေးရတယ်ပေါ့နော်အဲ့တော့အာယာအော်ယောအိုယိုဥယူအီဒီတိုင်းထွက်ပေးမယ်နော်နောက်တစ်ခုကကြတော့ဂျာကလည်းပဲခုနလိုပဲအပေါ်ကအတိုင်းပဲပေါ့နော်ဒီမှာစတားပြမှထားတဲ့အတွက်ကြောင့်မလို့ဒီအပေါ်ကအတိုင်းပဲထွက်ပေးမယ်ဂျာရဲ့အာရဲ့ဂျာပေါ့နော်ဂျာရဲ့ယာရဲ့ဂျာဂျာအောဂျောဂျာယောဂျယောဂျာဦးဂျိုဂျာယိုဂျယိုဂျာဦးဂျူဂျာယူဂျူဂျာဂျူဂျာအီဂျီနောက်တစ်ခုမျိုးခဏနော်နာမ်ထွက်ကြည့်အောင်ရှိသေးတယ်ဂျာဂျာနော်ဂျာဂျာဂျောဂျောဂျိုဂျိုဂျူဂျူဂျီဂျီဂျာဂျာဂျောဂျောဂျိုဂျူဂျူဂျူဂျီဂျီနောက်တစ်ခုချယာချယာချအောချောချယောချောချဦးချူချယိုချီယိုချဦးချူချယူချီယိုချချီချအီချီအဲ့တော့ချာချယာချောချောချူ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 ချီချီနောက်တစ်ခုခကလည်းပဲအပေါ်အနိုင်မဲ့စလားပြမထားလို့ဆိုတော့ဒီမှာခယာခယာခအောခောခယောခောခအိုခူခယိုခေူခဦးခူခယူကျူခခခအီခီအဲ့တော့ခခယာခောခောခူကျူခူကျူခခီနောက်တစ်ခုထလည်းပဲထအာထယာထအောထောထယောထောထဦးထူထယိုထူထဦးထူထယူထူထထအီထီအဲ့တော့ထယာထောထောထူ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 တီနောက်တစ်ခုဖတော့ဒီမှာစတားပြထားတယ်ဒီမှာစတားလေးပြထားတယ်ဒီမှာကြံခဲ့လို့စတားပြထားရမယ်ဒီကောင်ပေါ့နော်ဒီဟာကလည်းပဲခုနကတော့အပေါ်မှာ
မားနဲ့ဘာလို့ပဲသူကယာရောယိုယူနေရာဒီမှာရရက်တန်ပြောင်းပြီးတော့ထွက်ပြရမယ်ဖအားဖာဖယာဖယာလုံးမထွက်ဘူးဖြာဖာဖြာဖအိုဖောဖယောဖြောဖအူဖူဖယိုဖြိုဖအူဖူဖယူဖြူဖအူဖူဖအီဖအီဖြီပေါ့နော်ဖာဖြာဖောဖြိုဖိုဖြိုဖူဖြူဖူဖြီနောက်တစ်ခုကနောက်ဆုံးတစ်ခုပေါ့နော်ဟာကဟာအားဟာဟာယာဟဲယာဟာအိုဟောဒါဟာအိုနော်ဒီကောင်အိုဒီမှာကြားခဲ့လို့ဟာအိုဟောဟာယောဟေယောဟာဦးဟူဟာယိုဟေယိုဟာဦးဟူဟာယူဟီယူဟာအဟဟာအီဟီဟာဟေယာဟောဟေယောဟူဟီယိုဟူဟီယိုဟူဟီဝိဒါကြတော့မူရင်းပြီးနဲ့မူရင်းတရရဲ့ပေါင်းစပ်ပုံဖြစ်တယ်ပေါ့နော်။ဒီပေါင်းစပ်ပုံလေးကိုဇာလေးဆွဲပြီးတော့ရေးမယ်။ပြီးရင်ဒီချောင်းချင်းတွေတန်းချင်းစီပေါ့နော်။ဒီတန်းချင်းစီကိုဒီချာလေးရအောင်ချက်ထားပါ။ဟုတ်ပြီအဲ့တော့ဒီဇာထဲမှာကြည့်အောင်နော်။ဒီဇာထဲမှာဒီမှာကြည့်လိုက်မယ်။ဥပမာတစ်ခုပေါ့နော်။မခိုမကီအဲ့နှစ်ခုပေါင်းကြည့်မယ်။အဲ့တော့ခိုကီဒါဆိုရင် meaning စကားလုံးတစ်လုံးဖြစ်ပြီပေါ့ပြီနော်အဲ့တော့ကိုလို့အတန်ထွက်တတ်သွားပြီဂီလို့အတန်ထွက်တတ်သွားပြီအဲ့နှစ်ခုပေါင်းပြီးတော့ကိုဂီလို့အတန်ထွက်တတ်သွားပြီဆိုရင် meaning စကားလုံးတစ်လုံးရသွားပြီပေါ့နော်ကိုဂီဆိုတာအသားကိုပြောတာကိုဂီအသားအဲ့တော့ဒီဇာတ်ဒီအရန်ကိုအရေးကြီးပါတယ်ဒီဇာတ်အလွတ်ရသွားပြီဆိုရင် meaning နေကျက်လို့ရသွားပြီပေါ့နော်ဒါဆိုကိုရီးယားစာကိုတော်တော်များများဖတ်လို့ရသွားပြီလို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့ဒီဇာတ်ကိုတေချာချက်ထားပါဒီမှာကိုနဲ့ကီနဲ့ပေါင်းရင်ကိုကီခါဒီခါနဲ့ဒီကူလေးနဲ့ပေါင်းရင်ခါကူပရိဘောကကိုကီအတာစသည်ဖြင့်ပေါ့နော်ဒီမှာနာဆိုရင်နာတစ်လုံးနဲ့ဆိုနာဆိုငါကိုပြောတာပေါ့နောဆိုတာကနေမင်းပေါ့နော်အဲ့လိုမျိုးပေါ့နော်အဲ့တိုင်းမဖြစ်လို့ရသွားပြီပေါ့ဒီမှာဆိုလဲနာနဲ့ဒီမှာနာမူမူနာမူဆိုတဲ့ပင်ကိုပြောတာအဲ့တော့ဒီဇာတ်ဝတ်ထဲမှာကိုပဲ meaning အဲ့လို meaning တွေအများကြီးပါတယ်ပေါ့နော်အဲ့တော့ဒီမူရင်းကြီးနဲ့မူရင်းတရပေါင်းဆက်ခြင်းဇာတ်ဝတ်ကိုတေချာကြက်ပါလုံးဝအလွတ်ရသွားပြီဆိုရင် meaning တွေစပြီးတော့ကြက်လို့ရသွားပြီပေါ့နော်ကဲဒါဆိုရင်နောက်ထပ်တစ်ခုထပ်သွားရအောင်နောက်ထပ်တစ်ခုကကြတော့ဒီခါကျတော့ပေါင်းဆက်ပြီးပေါ့နော်ပေါင်းဆက်ပြီးနဲ့မူရင်းတရနဲ့ပေါင်းတဲ့ပုံစံလေးပေါင်းဆက်ပြီးကဘာလဲကတပါစာကြမူရင်းတရတော့ခုနအတိုင်းပဲအာယာအောယောအိုယိုဥယူအေပေါ့နော်ဟုတ်ပြီအဲ့တော့ဒီမှာကြည့်လိုက်တော့ဒီပနဲ့စာနဲ့ကဒီမှာစတားပြထားတယ်စတားပြထားရင်စောနာပြောခဲ့တဲ့အတိုင်းပဲယာရောယိုယူဆိုတဲ့တရဒီမှာသူအတန်းပြောင်းပြရမယ်ဆိုတော့ဒီချားဝါပြီပေါ့နော်ဟုတ်ပြီအဲ့တော့ဒီမှာကနဲ့အာယာအောယောအိုယိုဥယူအေနဲ့ပေါင်းကြည့်အောင်မကာဘီပေါ့နော်ကာဘီကိုအာယာအောယောအိုယိုဥယူအေနဲ့ပေါင်းမယ်ကအာကယာကယာကအိုကိုကယောကယောကဥဟူကယူကယူကဥကူကယူကယူကကကအီကီကာကယာကိုကျောကူကျူကူကျူကကီနောက်တစ်ခုကကြတော့တလည်းစတားမပါဘူးဆိုတော့ပြောင်းကြမလို့ပေါ့နော်တအားတယာတရားတအိုတောတယောတယောတအူဒူတယူဒီယိုတအူဒူတယူဒီယိုတအူဒတအီတီတာတရားတော်တယောဒူဒီယိုဒူဒီယိုတီနောက်တစ်ခုကပတော့ဒီမှာစတားပြထားရဆိုတေချာပေါ်ပြောင်းအောင်လို့ပသည်ဘာလာတာဖြစ်တဲ့အတွက်ကြောင့်မလို့ဘာတော့ဘယ်လိုပြောင်းလဲဆိုလဲကြည့်လိုက်ပါတော့ဘာတော့ဘယ်လိုပြောင်းလဲဆိုတော့ရရထည့်ပြီးတော့ပြောင်းထားတယ်ပေါ့အဲ့တော့ဘာကလည်းလာတာဖြစ်တော့ပမှလည်းပဲအဲ့ဒါမျိုးရရထည့်ပြီးတော့ပြောင်းမယ်ပေါ့နော်ဟုတ်ပြီကြည့်အောင်ပအားပအိုပါဆိုတာမင်းကလေးနဲ့ယောက်ျားလေးကိုခေါ်တယ်အခေါ်ဖြစ်အကူလို့ခေါ်တာပေါ့နော်အိုပါဒါဆိုရင်ဒီမှာရှိမှတင်ရတော့ကတယောက်ပေါ့ပေါ့နော်ကဒီမှာ O ယူမယ်က O နဲ့ဒီကပအာနဲ့ပေါင်းလိုက်တယ်
hopa ဆိုတာအကိုလို့ခေါ်တာပေါ့နော်အဲ့လိုမျိုးလေးအဲ့ဒါကြောင့်ဒီဇာတ်တွေကအရေးကြီးတဲ့ဇာတ်တွေရအောင်ကြက်ပါလို့ပြောတာနော်ဟုတ်ပြီအဲ့တော့ထားလိုက်တော့အဲ့ဆိုရင်ဒါကပါရပြပါအောပေါ်ပါယောပြောပါဦးဘူပါယိုပြိုပါဦးဘူးပါယူပြူပါဦးဘူပါဤပီအဲ့တော့ပါပြပေါ်ပြောပိုပြိုဘူးပြူပီမစအဲ့တော့စာလုံးကလည်းပဲစာလင်းရနဲ့လာတာဖြစ်တဲ့အတွက်ကြောင့်မလို့စာလင်းလုံးကပြောင်းခဲ့တဲ့အတိုင်းပဲရှာရကဟာထိုးအတန်ပြောင်းမယ်ပေါ့နော်ပြီးရင်နောက်ဆုံးမှလည်းပဲဒီမှာရှီလို့အတန်ထွက်ပြီးသလိုပဲဒီမှာလည်းပဲရှီလို့အတန်ထွက်ပြရမယ်ပြီးတော့ဒါဆိုကြည့်ရအောင်စာအားစာစယာရှာစာအောစောစယောရှောစဦးဆိုစယိုရှိုစဦးစုစယူရှူစစစအီရှီလို့အတန်ထွက်ပြင်မယ်နော်အဲ့တော့စာရှာစောရှောဆိုရှူဆူရှူစရှီနောက်တစ်ခုကကြတော့ကြတော့ဒီမှာစရာပြမထားဘူးဆိုတော့ပုံမှန်တိုင်းပဲထွက်ပြီးမယ်နော်အဲ့တော့ကြအားကြရကြရကြအောကြောကြယောကြယောကြဦးကျူကြယူကျူကြဦးကျူကြယူကျူကြကျကြဤကြည်လို့အတန်ထွက်ပြီးမယ်ကြာကြောကြောဂျူ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 ကြည်ဟုတ်ပြီအဲ့ဒါဆိုရင်ဒီသင်ခန်းစာလေးကိုရမယ်လို့ထင်ပါတယ်အဲ့တော့တစ်ခေါက်နဲ့မရရင်နောက်တစ်ခေါက်တက်ကနားထောင်ပြီးပါနားထောင်ပြီးရင်ဒီချာချာဇာတ်ကောလေးဆွဲပြီးတော့ဒီထဲကဇာတ်နှစ်ခုကိုတိချာလေးရအောင်ချက်ထားပါဒီဇာတ်နှစ်ခုရသွားပြီဆိုရင်မိနစ်နေချက်လို့ရပါပြီအဲ့တော့နောက်သင်ခန်းစာကြာရင်တော့ဒီမှာမူရင်းပြီးနဲ့မူရင်းတရပေါင်းဆက်ထားတဲ့မိနစ်နေရဲ့ပေါင်းဆက်ပြီးနဲ့မူရင်းတရတွေပေါင်းဆက်ထားတဲ့မိနစ်နေရဲ့နော်အနေငယ်ထုတ်ပြီးတော့မိနစ်ပေးပါမယ်ဒီသင်ခန်းစာကတော့အခုဒီလောက်ပါပဲနောက်သင်ခန်းစာမှာတွေ့ပါမယ်